စာလီကြွားပါမြို့တီဂနိခါမရမနိုင်ငံမှာလိုင်ဂုံမရောမှာဟင်းရီဘုဒ္ဓပြားရဲ့ရွှေနိုင်တော်ကိုလေပြပါမယ်ရမအာရောဂျာဂျာဟင်းလေအားလုံးချိုကိုလေပြပါမယ်ဖိုနာတူကြွားဘင်္ဂလားမှာဟင်းနေရဲမာမာချိုရဲရခွန်ဒူမြို့တီဂျာကလာလေဂျာကရနဘင်္ဂလားမှာတော့တလေချိုချကူလေနေနေတောင်ပြဖို့ဖိတ်ပါတယ်ဒီပရာဒွဲမှာဝမ်ပရီနော့ကရာကိုရိုရဲ့တမွင်ကိုလေနေနေတိရပါမယ်အားလုံးချိုဂရေဖိုနာထောင်ဖို့ချိုကိုတိုးတိုင်းပါတယ်ဒီသမုံမှာအခြေတုံကောတော့စကားပရပါဗျာအထာပေါ်ပဲအတူရှိပြတော့အများဝိချံပါတယ်ဂျာဝလေချိုကေဗီဒီယိုကောင်းကိုခေပါဖို့ရတော့ကောင်းနပါအတူရှိပြန်တော့အားလုံးစပပေါ်လက်အောင်ဆိုပြီးကြီးတူရှင်နာအသိပြပါမယ်နော်အားလုံးစုငင်းညာပြတော့ဗီဒီယိုရီတော့လာဟုတ်ကိုလည်းအားပေးပါတော့တောင်းပန်ပါတယ်စာလီကြွားပါမြို့တီအခုရောင်းနေရမြန်မာနိုင်ငံမှာရန်ကုန်မြို့မှာမြူဇီယမ်လို့ခေါ်ပါတယ်မာရမနာကတော့ပရာဒွဲပေါ့ပရာဒွဲမှာအခုပရာထားတွေကမြန်မာနိုင်ငံမှာအယံကမောင်ဗုဒ္ဓပြားရောင်းပါတယ်ရမောင်ရွှေနဲ့တော်ကိုတောင်ပရာထားချက်ဖွဲ့ပါတယ်ရဗုဒ္ဓပြားကတော့မြန်မာနိုင်ငံမှာကောင်းပေါင်းဆိုတဲ့မောင်ရဲ့မြို့ကျင်ဖွဲ့ပါတယ်နော်ကောင်းပေါင်းရဲ့မြို့ကျင်မောင်မှာသူကခေါချောင်းမှာမောင်ဖွဲ့ပါတယ်အခုမတော်နေရမယ်ဖက်တကမောင်ပိုင်လံပေါ့မောင်ပိုင်လံကိုပြပါမယ် Another troll were destroyed in World War II. Our palace were fired in and World War II destroyed. And this dinosaur British took away to the England. And 1948, South Africa, this is real one and left intact in our heritage. အရှောင်းမန်ဂရီမွန်းဖွာစာတာကွက်ကတော့တထောင်းခနွဲရာလေးချင်ငါခုမှမွန်းဖွာပါတယ်သူရဲ့အဖားနာမည်ကအလောင်းပြားလက်ရပိတ်ကြီးတထောင်းခနွဲရာရှိတ်ချင်နှစ်ခုမှာသူရဲ့သူကိုဖရီရိုအာမနပူရတွင်ပရင်မှာသူအုပ်ဖြောပါတယ်ကိုပရိကြီးတထောင်းခနွဲရာရှိတ်ချင်လေးခုမှာရခွင်ပရီမရောဦးမရောကိုအုပ်ဖြောပါတယ်ရမရောဦးမရောမှာဟင်းနေရအယံကခါမာရောပါသူတို့ရခင်ခါရကနေတော့ပေါ်ပလီလာပါတယ်လက်ဘင်္ဂလားဒေ့ရှ်အနောက်ဖာတော့ရကဘာနေတော့ချာတော့ကိုရိုရဲ့နေရာဂျာတိကိုဝေပွဲရောရတော့ပြောင်းကြပါတယ်သို့တော့သူကတထောင်းရွှဲရာတချစ်ခုခုမှသူကသိချုံပါရယ်ရပြီးတော့သူ့ရဲ့တူပကြင်းတော်တော့သူကနောက်ပြီးကပြန်ချတော့မှတားပါတယ်နော်ဒါတော့တူရှင်နာအထားပေါ်အစိပြလွှဲပါတယ်ရပြီးက not အခင်းကြကလေးတော့ကိုသမွင်ကိုတောင်ပြပါမယ်ဓမ္မပရာထချကမောင်သမီးဝိုက်တိုင်းချောင်းပါမောင်အခါကြမှာမကြောင်ထွင်လက်ကြဲပါအခုပရာထချက British လောက်ထောက်ကမြန်မာနိုင်ငံကိုလောက်ချုံပိခါပါတယ်လက်လာဘရကကြောင့်ဟုတ်တယ်မောချွချမ်း product ပါ It's a man describing sorrow, putting the boy from one description of ancient world and miracle in ancient Nepal. ဓမ္မပရာထချဖက်တကအယံကခမောင်းနဲ့မကြောင်လောက်တလေရမောင်းနဲ့လောက်ချသွေးပောင်တီကိုတောင်ပရာထပါချဖက်ပါတယ်ဓမ္မမနောင်နိချာကအယံကခရာကိုင်မကြောင်တော့တလေချိုချကိုတောင်ပရာထပါချရပရိကေဓမ္မနွာဂါရီမကြောင်ဟင်းပါလေတော့အရှံကိုတောင်ပရာထပါတယ်နော်ပရိကေဓမ္မအယံကခပုံရရှံတော့ပုံညာဟိပုတ်ကိုတော့မကြောင်ဂျာရီလေချိုချအားလုံးကိုတောင်ထပါတယ်တဲ့ထိုင်ရနာဂျာရုဂျာတို့မနဘူးပါလော့ကရပါထိုင်ရနာဂျာရုပါတယ်အယံကခကရာတောင်းနာကလောတို့ဆုံးပါတယ်
ဓမ္မပရာထပါတယ်နွားခုံလုံးကျွေခုံလုံးတောင်ပရာထပါတယ်ရပရိကေဒေရှံပတကအယံကခါလူရောမရာမကြောင်လောက်လဲရမရာပုံစံလဲဟင်းပါတယ်ရပရိကအမြုံမြုံဟင်းပါတယ်အခုမရောင်နေတဲ့ချက်ဖက်တကမြန်မာနိုင်ငံမှာUniversity ရင်းပါတယ်မြန်မာနိုင်ငံ University မှာအယံကခါကြာပြီးကြာတဲ့နေ့ကောင်းကောင်းဟင်းပါသေးတဲ့ဟောင်းကောင်းကောင်းနှပေါင်းရာကိုခီရိုကျော်ရောဟင်းရောဟင်းပါတယ်အခုလေးထဲရနာရီကြာလေဟင်းပါတယ်အယံကခါစုံချကြာပြီးကြာတဲ့အများကဟင်းပါတယ်သုံးချလေးချကြောက်ကိုလေးချတာမှာအခုကြာတဲ့ဟင်းပါချာကြဲပါဒီပီဇာတို့ခေါ်ပါတယ်ပီဇာကိုခရဖို့တော့နိုင်ငံတစ်ခါနိုင်ငံကလည်းလာတော့ခရပါတယ်မြန်မာနိုင်ငံတို့ထိုင်ဝမ်နဲ့ဂျာရီဂျာမလာခုချာတို့လည်းအများပြဟင်းပါတယ်ကကျူအခုနိုင်ငံခါသားတို့လည်းလာတော့ဟင်းပါတယ်ဒီမှာထိုင်ဂျာကိုခရဖို့တော့ထိုင်ဝမ်ဗီဒီယိုကဓမ္မပဲတန်းထားပါဘူးဗျာအားလုံးစုကိုကျေးဇူးတောင်းပါတယ်ဗီဒီယိုချုံရောခရကြကကျူဖရီတို့လည်းခရဖို့တော့ကိုတောင်းပါပါတယ်ဆိုတော့ subscribe မလုပ်သေးလားအားလုံးစုလုပ်ပေးပါဒါလေးကြွားပါ